အားလုံးပဲမင်္ဂလာပါပြောင်းလဲသွားတဲ့ collector skin event လေးတွေရဲ့အကြောင်းကိုကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့တင်ထားတဲ့ video function ကို predict ပေးပါရဗျာ error crystal လေးအသုံးပြုလို့ရတဲ့အပြင် diamond recharge ပြီးတော့ ticket တွေနဲ့လည်းလှည့်သွားလို့ရမှာပါ collector skin 9 កောင်နဲ့မှာကိုကြိုက်တဲ့တစ်ကောင်ကို 0.8 နဲ့ exchange ယူရမှာဖြစ်ပါတယ် collector skin မလိုချင်တဲ့တွေရော lucky box skin ယူမယ်ဆိုလို့ရပါတယ်တခြား bright blue skin တွေရော lucky box 3 កောင် special skin 3 កောင် elite skin 3 កောင် normal skin 3 កောင်လို့ပဲဖြစ်ပါတယ် chain coin အနေနဲ့ကတော့အများဆုံး20ထိရနိုင်ပါတယ်ထွက်ရှိထားတဲ့ခုအနေနဲ့လာရအလိုက် collector skin ကိုမြင်နေရမှာဖြစ်ပါတယ်ခင်ဗျာဘယ်လိုမျိုး original server ရောက်ရှိလာမယ်ဆိုတော့ကျွန်တော်လည်းအတိအကျမသိသေးပါဘူးဒီကြတခုကတော့ကိုကြိုက်တဲ့ skin တစ်ကောင်ကို 18.800 နဲ့ယူရမှာဖြစ်ပါတယ်ဒါဆိုလှည့်ထားတဲ့ဟာလေးတွေကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင် brother တို့ mobile legend diamond တွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာလာရောက်အားပေးလို့ရပါတယ်ခင်ဗျာ Telegram channel လေးမှာလည်းကိုညကဝယ်ပေးမှာမို့လို့ဝင်ရောက်ပါဝင်လို့ရပါတယ်နော်